6နိုင်ဆိုအိမ်မှာဆိုအိမ်ရတော့မလို့နေဒီမှာစားလို့ကောင်းလို့ကောင်းနေတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နင်တို့ရှေ့ရက်ကဒီမော်လမြိုင်ရထားလိုက်စီပြီးတော့ဒီနေ့တော့တကယ်ပဲနင်တို့မွန်ပြည်နယ်ကိုသွားမှာပါနင်သွားမှာကစင်ကြိုက်ဆိုတော့ဒီကွန်ရထားကမရောက်တော့နင်တို့ကြိုက်ထူကနေရထားပြောင်းစီမှာပါဒီနေ့တော့ရန်ကုန်ကြိုက်ထူခီးစဉ်လေးဖြစ်ပါတယ်လိုက်ကြည့်ပါအောင်ရှင်ရှေ့ရက်ကလေနင်တို့စီးတော့နိုင်ဝက်လောက်စောပြီးရောက်တယ်ဒီနေ့တော့နင်ကဒီ15မိနစ်လောက်ပဲလိုတော့တယ်ပေါ့နော်ရထားထွက်ဖို့အတွက်တချို့ကလည်းဒီ e-ticket ကိုကောင်းတာမှပြန်လဲဖို့အတွက်ကိုအချိန်တစ်နာရီတိလာမှရမယ်လို့ထင်နေလို့ပါဒါလေးပြည့်စွက်ပြီးပြောပေးတာပါစိုက်တူဘက်ကနေဟိုဘက်ကဟာတခါဖြတ်လို့ရထုတ်လို့ရဒီလက်မှတ်ကိုကြောရထားမထွက်ခင်အထိကိုလူများရင်များတယ်လို့နေရင်လည်းလို့နည်းနည်းဆက်ဆက်ပဲထုတ်လို့ရပါတယ်ထားဖို့မတက်ခင်တော့အခု e-ticket တွေကိုနာမည်တွေမှတ်ပုံတင်နံပါတ်တွေနဲ့ပြန်ပြီးတော့ကြိုက်ပြီးစစ်ပါတယ်တချို့လည်းအဝေးရလာတဲ့လူတွေဆိုလို့ရှိရင်ဘူတာကြီးထဲမှာဒီကိုထွက်မဲ့အချိန်နဲ့ရထားလက်မှတ်ပြပြီးတော့အဲ့လိုမျိုးနေလို့ရတာပေါ့နင်တို့လည်းရောက်ရောရထားထွက်ဖို့9မိနစ်ပဲလိုပါတော့တယ်ဆိုတော့9မိနစ်ကတော့နည်းနည်းလေးရရသေးတယ်ဆိုတော့နင်လည်းရထားရှေ့ကောင်လောက်ကိုသွားပြီးတော့မှတ်တမ်းတင်တတ်ပုံရအယူလို့နော်ဒီအဲ့တလုံးနဲ့အချီရောကဲဒီနေ့တော့နင်းတို့မိသားစုရေဒီတစ်ခါတော့တကယ်ဇင်းသွားတော့မယ်ပေါ့နော်ဟိုဘက်ကမော်လမြိုင်က9နာရီပဲထွက်မှာနင်းတို့ကရန်ကုန်ကနေပြီးတော့ကြိုက်ထုံအထိကိုဒီစပိန်နဲ့သွားမယ်ကြိုက်ထုံကနေဟိုဘက်ကိုကျတော့ဒီမော်မာလေးစီးကျင်တာပေါ့နော်စီးကျင်တယ်ဆိုတော့ကြိုက်ထုံကနေဟိုဘက်ကိုကျတော့ဟိုဘက်ကရထားနဲ့သွားမှာပေါ့နောက်တော့9နာရီထွက်တဲ့ဒီကနေသွားပါတော့မယ်ရှင်83အစံလူစီအမြန် DMU ရထားဖြင့်စီးနှင်းလိုက်ပါလာတဲ့ခီးသည်များကျေးဇူးပြု၍နားဆင်ပါရှင်ခီးသည်များစီးနှင်းလိုက်ပါလာတဲ့ရထားဟာရန်ကုန်ဘူရာမှမော်လမြိုင်ဘူရာသို့ဖိုက်ဆိုင်ပြောနော်မိငါသူကခုကအစမို့လို့လောက်တယ်ဒီကရထားရဲ့ဒီဘက်ကိုအဲ့လိုမျိုးကြောဘက်ကိုရောက်တယ်ပေါ့နော်ဘူဒါကြီးဘက်ချမ်းပေါ့ဒီဘက်ချမ်းဆိုတော့အဲ့ကောင်ကဆက်ဆက်အောင်မအေးဘူးဖြည်းဖြည်းချင်းမှအေးသွားတယ်အခုကအေးနေပြီအပြင်မှာမလင်းနေတော့အခါကျတော့အပြင်ကနေပြီးဒီဘက်ကိုမြင်ရတယ်ဒီဘက်ကနေပြီးတော့ဟိုဘက်ကိုဘာမှမမြင်ရသေးဘူးနေပွင့်တော့မှပဲနေပြန်ပြီးတော့ပြပေးပါမယ်အတိုင်းပဲစပယံကအကျယ်ကြီးပေါ့နော်လူစင်းပေါက်ကြီးကအကျယ်ကြီးပဲခဏနေကြလို့ရှိရင်တိုးကြောင်လေးရောက်တော့မယ်စပိန်မှာကြိုက်တာလေအစင်းပေါက်ကြီးအစင်းထွက်ပေါက်ကိုကြိုက်တယ်ဒီပြီးတော့ဒီနားမှာဆိုအကျယ်ကြီးပဲဆင်းမယ်ဆိုလို့ရှိရင်လည်းလူကလေ2ယောက်3ယောက်လောက်ဆင်းလို့ရတယ်အဲ့ဒါကိုကြိုက်တယ်နောက်တစ်ခုကကျတော့ဒီတွဲလုံးရင်ဟိုဘက်နဲ့ဒီဘက်ဆက်ကြရင်တွန်းလက်ထားပေးထားတာအဲ့ဒါလို့တိုးကြောင်လေးဘူတာကိုသူတို့ပြော27မိနစ်မောင်းမယ်လို့ပြောပေမဲ့လည်းဒီဝင်နေပြီဆိုတော့15မိနစ်လောက်ပဲမောင်းမယ်ထင်ပါတယ်ခုတိုးကြောင်လေးဘူတာရောက်ပြီတိုးကြောင်လေးဘူတာမှာလည်းအခုလိုမျိုးချင်းနေဒီလိုလှေကားတွေထားပေးပေမဲ့လည်းတိုးကြောင်လေးဘူတာဘကိုးဘူတာတွေအတွက်ကတော့ဒီလှေကားတွေကမလိုအပ်ဘူးပေါ့နော်တကားပိတ်ဖို့အတွက်ကိုနောက်ဘက်ကနေမင်းနဲ့တတိအချက်ပြပါလိုက်တယ်ဝင်လာတယ်တမီးလေးနဲ့လမ်းပြီးတော့ထိုးတာဒါဆက်မှာဖြစ်ပါရင်ဒါများတိတ်ဖြစ်ပါရင်ဒါများလေးနဲ့နေကြပါရင်ဒီကလေးဆောင်ပါလေ။ကြားကြတော့အဲ့လိုမဟုတ်ဘူး။တကားပိတ်တော့မယ်ဆိုရင်ပိတ်တော့မယ်အကြောင်းကိုသူကပြောတယ်။ဟိုဘက်နောက်ဘက်ကနေပြီးတော့သူကအဲ့လိုမီးလေးနဲ့လမ်းပြီးတော့တတိပေးရပါတော့။တတိပေးတဲ့အခါမှာသူကဒီမှာတကားပိတ်တော့မယ်ဆိုတဲ့အကြောင်းကိုပြောတာ။တကားပိတ်တယ်ဆိုတော့ခဏလေးဒီမှာနေဒီမီးလေးနေပါပြီဆိုလို့ရှိရင်အမီလေးနေပြီဆိုလို့ရှိရင်တကားပိတ်လိုက်ပြီပေါ့နော်။ပိတ်တော့မယ်ဆိုအလန်းပေးတဲ့ပုံစံမျိုးလက်မှတ်တွေပါဆိုလို့ရှိရင်တို့ကြောင့်ဒီမှာလည်းထုတ်လို့ရတယ်။နောက်တစ်ချက်ကပါလဲဆိုဒီအတွဲတွေမှာကျတော့ဒီအရှိမောဆိုတော့အတွဲ1ရဲ့အတွဲ4ရဲ့ပုံစံတူတယ်အတွဲ2နဲ့အတွဲ3ကပုံစံတူတယ်ပေါ့နော်။ဒါပေါ့မျိုးဆိုလို့ရှိရင်လည်းသူတစ်ချက်လောက်အဲ့လိုမျိုးလေးတွန်းလိုက်တာနဲ့လေဟိုဘက်နှစ်ဖက်တွန်းလိုက်တာနဲ့တော့အော်တိုအဲ့လိုရန်ကုန်ဘက်ကထွက်ပြီးဆိုရင်တိုးကြောင်လေးဘူတာကျော်တာနဲ့ပထမအဆုံးအချိန်လက်မှတ်စစ်ပါတယ်နောက်ထပ်လက်မှတ်ကိုတော့ဒီပဲခူးအကျော်မွန်ပြည်နယ်ရဲ့ရောက်မှချက်စစ်တာပါရွာတိုင်းနာအမေတို့ဒီဘာဖြစ်တယ်လဲရထားပွင့်မိနေရတော့ရထားရန်နေပြီးတော့လေဒီစပိန်မမှာလေဟိုအားသွင်းပေါက်မပါဘူးเนาะဒီလားအဲ့လေပလက်ပေါက်လေပုံမှန်အမြန်ရထားတွေပါတယ်ဆိုလို့ရှိရင်လေဖုန်းအားသွင်းတဲ့ပလက်ပေါက်တွေပါတယ်ဒီမှာမပါဘူးဒီမှာနေမယ်ချိန်မယ်ဒီလောက်ပဲကြောက်ကန်ကောင်းတာဒီမှာ
မှန်နေနေတယ်မှန်နေနေအဆင်ပြေရက်တယ်အခုပြန်သွားပြီပေါ့နော်ဟိုကလား2 မိနစ်လောက်ရက်တယ်ခုတော့အချိန်မြန်လာပြီပေါ့နော်ခုနအတန်ကြားရလားမသိဘူးအောက်ကအတန်လေးချွီပြီးတော့ဟိုကနင်တို့အစားတစ်ခေါက်စီးတော့ဆိုလို့ရှိရင်လေဒီနေရာတွေကကျတော့အရင်တော့ဆိုတာအစိမ်းရောင်အပတ်ပဲပေါ့ဒီလိုဒီအပြာရောင်မခင်းတာဘူးအခုကအပြာရောင်ဒါလေးဆိုလို့ရှိရင်မှကြည့်ရမှာနည်းနည်းလေးတော့ဟိုဖြစ်နေတယ်ဒါဒီရထားကိုဒီမနေမဲ့လမ်းသုံးတာအခုဒါဆိုလို့ရှိရင်3ရက်လောက်ပဲရှိတယ်ဒါတေချာဒါအရင်တော့အတွဲပေါ့နော်အရင်တော့အတွဲကိုပြန်ပြီးတော့ဟိုဖြစ်ထားတာပေါ့ဆက်စအောင်ဆုံးထွက်လာတော့ကကြတော့သူကဟိုအချိန်သိမ့်မပါဘူးပေါ့နော်အခုဖြည်းဖြည်းချင်းပဲဒါပေမဲ့ဒီရက်မျိုးကကြတော့မြို့ရင်းမှာဆိုလို့ရှိရင်မိုင်90အတွဲမဲ့မောင်းရမယ်ဆိုတော့ကန့်သက်ချက်လည်းရှိတာဆိုတော့ညွှန်ပြလိုက်ရအခုအချိန်ကဟိုကအပြင်မှာတော့နေမထွက်သေးဘူးဒါပေမဲ့လေကွင်းတွေကမိုးရသည်ဆိုတော့စိမ့်လေးတွေအခုတွေကမြင်နေရတယ်ဒါရန်ကုန်ပဲမှာပဲရှိသေးရပေါ့ရန်ကုန်ပြင်မရောက်သေးဘူးအမုံပြင်တွေပဲကျတော့ပို့ပြီးတော့ပို့လာတယ်ခဏလေးကြာရင်နေထွက်လာလို့ရှင်ပြရင်မြောက် speed ကတော့များလာပြီမမေ့ဘယ်နဲ့ကိုကတ်ရင်လည်းကတ်အမေကဘာစားချင်တာလဲထမင်းစားချင်တယ်မေးလိုက်ထမင်းရှိလားလို့မေးလိုက်နော်ထမင်းကြော်ရှိလားမေးလိုက်တော့ရထားပေါ်ဟိုဗာလဲလေအိတ်ရထားဆိုလို့ရှိရင်ဘာစားလဲဆိုတော့ငုံပြုတ်ကြက်ဥပြုတ်ပရိတ်ကြော်မလို့မြန်ပြောရရင်ဒီရထားဆိုရင်ထမင်းကြော်သူစားတာထမင်းကြော်အမကထမင်းကြော်မစားလို့ကွကျွတ်လုပ်နေအမအဲ့ရအောင်လို့စားမယ်တောက်ပါမယ်နော်ပြင်မှာတော်လာတယ်စိတ်အောင်စပားတွေကအခုမှစိုက်ခင်းနဲ့ချာရောပြိုးပင်လေးဆိုတော့လေစိတ်အောင်ဒီခုံလေးထားပါနော်ဒီခုံကကျတော့ဒီခုံကကျတော့လေပုံမှန်ဟိုရိုးလေးနင်းတို့လိုမျိုးအမြန်လေရိုးလေးအိတ်အမြန်လို့ရိုးအမြန်လို့မှဆိုလို့ရှိရင်ဟိုရိုးရမ်းရှိရအောင်အဲ့ရိုးရမ်းထက်စားလို့ရှိရင်ဒီပထမတန်းတော့ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ဟိုရထားထက်တော့ပို့ပြီးစိတ်လို့ကောင်းတယ်အဲကွန်းလည်းပါမှန်လည်းပို့ချင်ဆိုဟိုရိုးအပထမတန်းနဲ့ရိုးနဲ့ရှင်နေဆိုတော့ဒါလေးကပိုကောင်းတယ်ဒါလေးတို့ကအပြင်မှာတော့ဒီနေ့ကမိုးကမရွာအောင်တိမ်တော့ထူတယ်9 နာရီခွဲပြီ9 နာရီခွဲဆိုတော့6 နာရီဝန်းကျင်ဟလာဟေးလာပြောနေတယ်လေအမေကိုဆွဲပြီးတော့မှမုတ်တယ်ကိုမှတဲတယ်နော်မုတ်တယ်ကိုဘိုက်ရမ်းစာနေပြီလားအိမ်မှာနေချင်းအေးရတော့မလို့သေးဘူးလေအမရဘလို့ပြီးတော့ဘိုက်ကစာနေရတော့အမလည်းဈေးတယ်ဗျလာသေးဘူးတမီးဝယ်စားမှာဆိုလို့မလာဘူးသူတို့ကဒါလေးဆိုဆေးရင်တော့ပိုတန့်တာပေါ့နော်ဘယ်လိုလဲလမ်းကြောင်းမှာတုံးတာတပတ်တောင်ပြည့်သေးဘူးအဲ့လိုမျိုးလေးပေါ့နော်ဘာဖြစ်လဲဆိုတော့ तू ကအဲ့လိုအဆက်ကြောင်းနေဒီအတွဲနှစ်ခုရဲ့အဆက်မှာဆိုလို့ရှိရင် तू ကနည်းနည်းလေးရမ်းတယ်ဒီလိုလေးရမ်းချင်တယ်ဟိုဓာတ်ဝင်ကြော်လာပြီပေါ့လမ်းကြောင်းပြောင်းမယ်ဓာတ်ဝင်အဝင်သားလေးမှာဘာဖြစ်လဲဆိုတော့အတွဲနှစ်ခုရဲ့အဆက်မှာဆိုလိုမျိုးနည်းနည်းလေးရမ်းသွားတယ်အဲ့တစ်ချက်ဓာတ်ဝင်သားလေးမှာလည်းတိတ်တာသွားတယ်ပေါ့အဲ့မဲလို့စဉ်းစားလိုက်ကြအဲ့လိုမျိုးရထားစင်းရင်ပြင်ရှုခင်းနေမြင်ချင်းမြင်လိုက်ပြီဆိုလို့ရှိရင်အဲ့ရှင်တဲ့စိတ်ကပြောက်နေတော့နွေရာသီသွားတော့ပုံစံနဲ့အခုမိုးရာသီသွားတဲ့ပုံစံပြင်ဆောင်ရာသီသွားတဲ့ပုံစံမတူမိုးရာသီတော့မှပဲမိုးအုပ်တဲ့ရက်နေသားတဲ့ရက်အခုဆိုလို့ရှိရင်စိတ်ဆိုလေးနဲ့ရေလေးရှိနေတဲ့ဒီလေကွင်းထဲမှာဆိုတော့ကြည့်နေဆိုတာကြောင့်မအိပ်ဖြစ်တော့အခုပုံမှန်နဲ့တော့အမြန်ရထားရေးဆိုလို့ရှိရင်မော်လမြိုင်ပြည်နဲ့အမြန်ရထားရေးဆိုအတွဲတစ်ခုနဲ့တစ်ခုကရှင်းနေတာဟိုနော်ဟိုစက်ကြောင်းတွေမှာလည်းကျင်းတယ်အဲ့လိုမျိုးအတွဲတစ်ခုနဲ့တစ်ခုမှာအပြင်ဘက်ကိုအဲ့လိုလေထွက်ရှူချင်တာမျိုးတွေပါဆိုလို့ရှိရင်နေရာကျင်းတဲ့ခါကျတော့အခုရထားတွေကအားသာချက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီတကားပေါက်တွေကကျယ်ကြီးပဲဟုတ်တကားပေါက်တွေကကျယ်တဲ့ခါကျတော့ဟိုကို့အတွင်းထဲမှာဒီကိုထိုင်တဲ့နေရာမှာခါးညောင်းတာတွေပါလူငယ်တွေခါးညောင်းတာတွေလူကြီးတွေလမ်းလျှောက်ချင်တယ်ထားလျှောက်ချင်တယ်ဆိုရင်တော့မှပဲအခုဒီလိုမျိုးနေရာတွေမှာလျှောက်လို့ရတယ်ဆိုတော့အဆင်ပြေပေါ့နော်အဲ့ဒါတော့ကောင်းတယ်မထမင်းစားဟိုဈေးတဲ့အမြော်နေတော့မှအေးမျောလေး6 နာရီဝန်းကျင်ကျတော့မလာရောင်းနေပေါ့နော်ထမင်းကြော်ထမင်းလေးလာရောင်းနေအခုလိုမျိုးမြောက်လောင်းလေးတွေဆိုလို့ရှိရင်တော့ဒီရထားအဆင်ပြေတယ်မြောက်လောင်းလေးကရမ်းစော့တယ်ဆိုအပြင်ကြည့်ပါကြည့်ဆိုလို့ရှိရင်တကားအပေပိတ်ထားတော့အဆင်ပြေပါတယ်ရှင်ထမင်းစီစဉ်ချက်ပေါင်ရင်ထမင်းစီစဉ်မြေပဲလေးပါဟိုပါတရက်ချင်မှာပါနော်4500ခောက်ဆွဲပြုတ်ကိုဟိုရထားစီရင်ခောက်ဆွဲပြုတ်စားရမယ်လို့သမီးကိုဘယ်သူပြောထားတော့ပြောကိုကိုရောက်တော့မယ် 9 ရောက်ရမှာ
သုံးပြီးချက်တန့်ပြီးမှဖြစ်ပါရဲ့ရှင် မင်းစီစံကိုကြက်ပေါင်နဲ့မနှက်စာကတားတော့စီမီချက်ကြီးနေပြီကောင်းတယ်ဘာရင်မသိဘူးနော်သမင်းရထားအောင်မှာစားရတဲ့ဟာပူစားကောင်းတယ်သမင်းရလေအဲ့လိုရင်6နိုင်ဆိုအိမ်မှာဆိုအိမ်ရတော့မလို့နေဒီမှာစားလို့ကောင်းလို့ကောင်းနေပေါ့ပကိုးဝင်ပါပြီမင်းထားနေရများပကိုးဝင်တာ6နိုင်နဲ့5မိနစ်ပါဒီမှာနော်ဟိုကိုလင်နာဘောက်စ်တင်နေထားတယ်အခုကပကိုးပူတာရောက်ပြီတက်တန်းတွဲတွေကခုံစုကတော့အဖြူရောင်မှာဒီကတက်တန်းတွဲကိုထိုင်နေတယ်ဆိုလို့ရှိရင်တော့9ရက်ကြိုည7နာရီအတိမှာဝင်လို့ရှိမှရမှာပါဒါပကိုးအတွက်မလေးသွားရရထားလမ်းဒီဘက်ကကျတော့ဒါမော်လမြိုင်သွားတဲ့ရထားလမ်းဒါပကိုးအကျော်ကနေပြီးတော့လမ်းခွဲသွားတာပေါ့နော်ခါတိုင်းဆိုရင်လေအမြန်နေဆိုလို့ရှိရင်တကားပေါက်ပွင့်ထားတော့ခါဒီလိုမျိုးခေချောင်းနေကူးရခါကျခလေးတွေအတွက်ကြောင့်နည်းနည်းလေးဝါဖြစ်တယ်ပေါ့နော်အခုကျတော့အဆင်ပြေတယ်တကားပိတ်ထားတော့ကိုယ့်အကူဘယ်လိုပဲကြည့်ကြည့်တော့အဆင်ပြေတာပေါ့နော်အဲ့ဒါဒီမှာအမိုင်ပေါ့ကမမောင်လေးအိမ်ကလားအခုကဝေါ်ကနေပြီးတော့ထွက်လာပါပြီနင်တို့က6နိုင်မိနစ်40ဝေါ်ရောက်တယ်ပေါ့နော်ဝေါ်အဝင်ကိုကျတော့နည်းနည်းလေးတော့ဟိုပါပေါ့နည်းနည်းလေးတော့သွားတယ်ပေါ့ဒါပေမဲ့ဝေါ်မှမရက်သေးဘူးဒီကွေးစိတ်စိမ့်ကြီးနေနဲ့နင်တို့ကတော့လေအေးမှာဆိုလို့တာချမ်းလေးကိုလက်ရှိတော့ယူလာတော့ ready ဖြစ်အောင်လို့ဆိုပြီးတော့ဒါပေမဲ့လေအခုချိန်ကြီးမအေးဘူးအရင်အေးနေတော့ပုံချမ်းနေတယ်ဒီတလောက်လေးကတော့အစောပဲတာချမ်းလည်းအေးလားရမ်းမအေးဘူးနော်အေးလားအေးဟုတ်တယ် ဒါမှထောက်ခေါ်လာပြီးဖြစ်ပါတယ်ရှေ့ဆိုင်ရောက်နေကူတာမှာစိတ်ထူကူတာဖြစ်ပါတယ်တင်ကြီးရဲ့ကူတာမှာစိတ်ထူကူတာတို့ယထာမောင်းနေပြီးမိနစ်50တာဒီမှာဖြစ်ပါတယ် ဝေါ်နဲ့တိန်စဲကြားမှာနင်ခဏလေးမေးကနေပြောတော့တိန်စဲပူတာမှာဒီယထာဆင်းမိုးအတွက်ကခင်းထားတဲ့ခုံကတခြားပူတာတွေဆိုလို့ရှိရင်3ခုံစီရှိရယ်ဒါပေမဲ့တိန်စဲပူတာမှာ2ခုံပဲရှိတဲ့အခါဒီနောက်တွဲရလူတွေကဒါခဏပဲရက်လို့ခုံဆင်းရတာမျိုးတွေဖြစ်သွားတယ်ဒီလိုက်ရတယ် ကျင်ညာပေးရမှာခုနပြောသလိုနော် ယထာကငြိမ်လားမငြိမ်လားသိတယ်ချက်တင်ကြည့်ဘူးကျွန်တော်မျိုးရောနေဟောလေဟိုကနေတိန်စဲရကြော်လာပြီမိုးရတော့ပြင်မသေးအဲ့လိုမျိုးမိုးရွာနေနေဒီလိုယထာစီးရတာကောင်းတယ်နော်မင်းနော်မိုးရွာနေနေစီးရတာကောင်းတယ်ရှင်းစလေးပြဟိုအတန်ကြာလာတယ်ချူ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 ဆိုတဲ့အတန်မျိုးတွေပြီးတော့အလေးကြာရင်မျိုးချိန်နဲ့အတန်ကြာတယ်ဒီမှာမိုးတွေတော်တော်သဲနေပါတယ်ကျမတို့တွေမရှိပါသေးဘူးဟိုမှာပစ်ဘယ်လိုလုပ်ပြဂလောက်စိုက်ကတာမျိုးအဝင်ရအဲ့မှာ10မိနစ်လေးတွေပါစိုက်ကတာဆိုပြီးစိုက်ဖို့ရောက်ပြီ ဒီစုပြည့်နာစင်တော့ စိုက်ကတာမျိုးအောင်ဖြစ်တာ နဲ့ပြင်းနေပါလာတဲ့အခါဟာမကြမီပြင်းနေခဲ့တဲ့စိတ်ကိုကြွရအောင်လို့ဓာတ်စီမှာဖြစ်ပါ စိုက်ထုတ်ရောက်လို့10မိနစ်ပဲလို့ပြောတယ် ဒ
10မိနစ်တက်တန်ပေးမှာဖြစ်ပါတယ် 9:45 10မိနစ်8နိုင်ကျော်လောက်ကြာဆင်းတော့မယ်10မိနစ်ဆိုရင်စိုက်ထိုရောက်တော့မယ်တဲ့ပထမအောင်ဆုံးချိန်အဲကွန်ရထားနဲ့ကြိုက်ထုံမှာဆင်းမှာဆိုတော့လေကိုလည်းနောက်ကျကြံငယ်မှာဆိုလာနဲ့စောစောလေးပဲထွက်ခဲ့တယ်အခုကြိုက်ထုံရောက်တော့မယ်တဲ့9မိနစ်လိုလောက်တဲ့ကျွန်တော်တို့ဆင်းတာကြိုပြီးတော့စောင့်အောင်မဟုတ်ဘူးဆိုတော့ဟိုမှာကျွေးပေါ်လေးပေးနေတာကြာဘူးဘာဘူးတာလဲမဲကြည့်ရတာဒီလေးဒီမှာကြိုက်ထုံဘယ်ရလဲကိုရာကြီးဟာလဲကိုရာကြီးပါဆိုကြိုက်ထုံကဆင်းနေတယ်အများကြီးကိုရာကြီးကလည်းကြိုက်ထုံဆိုရင်လည်းတော့မဟုတ်ဘူးမွန်ပြည်နယ်ထဲဝင်တော့ဂျာဒီဦးသူတွေကလေတာရတယ်ညင်ကုန်ပိုင်းနဲ့လုံးဝမတူတော့ဘူးအဲခွင့်ရထားပေါ်ကနေပြီးတော့အခုလိုမျိုးမြင်ကွင်းကိုမြင်ရတာကတော့ဒါပထမအောင်ဆုံးချိန်ပါပဲဆိုတော့အချင်းဒီခောက်ပုံဆိုတော့စစ်တီးလေးတွေချစ်စရာလားတပြည့်နေနေဝင်လာပြီကြိုက်တယ်10မိနစ်လောက်နော်ပြောချင်ညာ10မိနစ်လောက်ထဲစောင့်နေ所以有点呢，那个许多宝宝身边家的人也在看。 နေကရှိတော့ပေါက်ကဆင်းမှာတဲ့မဆင်းဘူးလေအငြိမ်မဲပေါ့လေကဟိုမှာသူတို့ရက်ထားမှာပေါ့စိုက်ထိုးဝင်လာပြီလေကရှိလားမရှိလားကြည့်ရအောင်口罩嘛。ဟောရှိတယ်ဒီမှာလာပြီလေကသူ့နေရာနဲ့သူရှိမှရတယ်3မိနစ်ပဲရှိတယ်လေကရှိတယ်ကွက်တီပဲရောက်ပြီရှင်စိုက်ထိုးမှာမတတ်တယ်လို့ရှိရခွင်းနေဦးမှာသူတို့ဒီမှာအချက်ပြတာမှာဒီမှာလို့ရှိရင်ခုံလေးတွေတက်ချင်ညာလေကားရှိတော့ပေါက်ကဆင်းလေးပါပေါ့လေဒီမှာခုံလေးတွေစပိုင်မသွားပြီတိုက်ထုတ်ဘူးတာရောက်တော့အိုးဝေကိုတွေကခီးတယ်ပါမလားဆိုပြီးတော့မှသူတို့လာကြအိုးတွေကရှိရပေါ့နော်ဒါပေမဲ့ခီးတယ်တွေကနဲတယ်တဲ့ခီးတယ်တွေကနဲတယ်ပေါ့နော်ဆိုတော့အခုနင်တို့တွေတိုက်ထုတ်ဘူးတာကို8နာရီနဲ့9မိနစ်ဆိုတော့ရောက်ပြီပေါ့နော်အားလုံးတွေကပတ်ဆက်အိတ်တယ်ဗာအိတ်တယ်လို့အော်အိတ်လွယ်အိတ်မဲလေးတစ်လုံးကြာသွားလို့တဲ့ကိုစမ်းရည်အထက်တန်းတွဲ1အထက်တန်းတွဲ1တိုက်ထုတ်ဘူးတာရောက်တော့နင်တို့တွေဒီစင်ကြိုက်ကိုသွားဖို့လက်မှတ်ကိုတခါတည်း ticket ဖြတ်မယ်ဆိုပြီးတော့ဘူတာရုံနဲ့သွားတာပေါ့နော်အဲ့မှာဘူတာရုံမှာနင်တို့တယောက်တစ်ခါပေးရလားဟုတ်နော်နင်တို့လည်းအကျိုးချောင်းပြောပြီးရန်ကုန်မှာတော့မပေးရဘူးဆိုတော့အဲ့ဦးလေးအားဆိုလို့ရှိရင်လည်းရတယ်ဆိုပြီးတော့ပဲအဆင်ပြေခဲ့ပါတယ်ဆိုတော့တချို့ဘူတာရုံတွေမှာသူတို့ရဲ့အင်တာနက်နဲ့သူတို့လောက်ရတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်တော့အခုလိုမျိုးလေးကောက်တာမျိုးလေးတော့ရှိရအောင်တွေ့ရပါတယ်ကျေးဇူးပါပဲနော်ဘူတာရုံကနေထွက်ပြီးအခုတော့နင်တို့ကြိုက်ထုတ်ဘူတာကနေပြီးတော့ရတဲ့အချိန်လေးမှာပဲကြိုက်ထုတ်မျိုးရင်းမှာရှိတဲ့ဖျားလေးတွေနဲ့ဈေးလေးခဏလောက်ပတ်လိုက်ပါအောင်မယ်။ဒီရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပြီးတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်။နေ့ရဲ့နောက်ထပ်ဈေးကျက်ကိုတော့ရထားဗီဒီယိုနဲ့အတူပြန်လာခဲ့ပါဦးမယ်ရှင်။အားလုံးပဲတက်တာ။ရှိပါ